မိတ်ဆွေများလုံးမင်္ဂလာပါရှင်အောက်တိုဘာလ18ရက်နေ့ကနေပြီးတော့အောက်တိုဘာလ23ရက်နေ့အထိတနင်္ဂနွေသားသမီးများရဲ့အလုံးအကင်ကျမ်းမာရေးလူမှုရေးစီးပွားရေးတပတ်တာကံကြမ္မာများကိုစပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်เนาะကျွန်မရဲ့ဗီဒီယိုလိုက်ကလေးကိုအစဆုံးလေးကြည့်ပေးဖို့လိုအပ်ပါတယ်เนาะတနင်္ဂနွေသားသမီးများဒီတပတ်တာကာလမှာဆိုရင်အလုံးနဲ့ပတ်သက်ပြီးတော့အလုံးနေရပြောင်းကျင်တာတွေเนาะအလုံးနဲ့ပတ်သက်ပြီးတော့သူကလူမှုရေးကိစ္စလေးတွေနည်းနည်းဖြည့်ရှင်းရတာတွေခက်ခဲတဲ့ပုံမှာတည်ရှိနေပါတယ်အတိုက်ခံအပြောသဘောမျိုးတွေလည်းကြုံနေရပါတယ်နည်းနည်းလေးသိခံရမယ့်ကာလတစ်ခုဖြစ်ပါတယ်ကိုယ့်ဘက်ကနေပြီးတော့အနေမအစာမအပြောမတွေလည်းစောင့်ကြည့်ကာလလို့ပြောလို့ရပါတယ်ဒါကြောင့်ကိုကတတိတော့ထားပေးပါเนาะချစ်ရေးမှာကြတော့ဘလို့ဖြစ်နေလဲဆိုရင်ကိုယ့်ရဲ့ချစ်သူလက်တလောကိုချစ်နေတဲ့လူနဲ့လမ်းခွဲထားရတာမျိုးတွေလမ်းခွဲရတော့မလို့ဖြစ်နေတာမျိုးတွေပြက်ဆဲသွားတာမျိုးတွေအိမ်နောင်ရေးဆိုရင်လည်းကိုယ့်ရဲ့ဒီအိမ်နောင်ဘက်ဒီဖောက်ပြန်မှုတွေကြုံနေရတာအိမ်နောင်ကြီးကွာရှင်းလောက်ရတဲ့အထိဖြစ်သွားတာမျိုးတွေဖြစ်နေတတ်ပါတယ်เนาะဒါပေမဲ့လို့သူတို့ကဘလောက်ပဲကွာမယ်ရှင်းမယ်ပြောပြန်ပေါင်းရတတ်ပါတယ်တန်ရောစဉ်ကျိုးကတော့ပြက်လို့မရတဲ့အနေအထားပေါ်မှာတည်ရှိနေပါတယ်เนาะပညာရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေဇက်တိုက်ဆိုသလိုရရှိနိုင်ပါတယ်ကိုယ့်ရဲ့စူးစမ်းတဲ့ရလက်ပေါ်မှာပဲကိုကဒီအပေါ်မှာဂုဏ်ယူနေရတာမျိုးတွေဖြစ်ပေါ်နေပါတယ်เนาะအဲ့တော့မိတ်ဆွေပေါင်းတွေနဲ့ပတ်သက်ပြီးတော့ကုညီမဆခြင်းတွေခံရတတ်ပါတယ်နောက်တစ်ခုမိတ်ဆွေတွေနဲ့ဒီကာလလေးမှာပရိဒါလုပ်တွေပို့ပြီးတော့လောက်ရတာမျိုးတွေမိတ်ဆွေကောင်းတွေပို့ပြီးတော့တွေ့ရတာမျိုးတွေနောက်မိတ်ဆွေအတင်းအဖွဲ့တွေပို့ပြီးတော့ကြုံနေရတာမျိုးတွေလည်းဖြစ်ပေါ်နေပါတယ်เนาะအဲ့တော့ဒီတပတ်တာကာလလေးမှာဆိုလို့ရှိရင်အတူတူမျိုးငွေကြေးပေါ့ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်စိတ်တော့ကရောက်မယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အဝင်တော့ဝင်နေဒါပေမဲ့ထွက်တာပို့ပြီးတော့များနေရတတ်ပါတယ်เนาะဝင်တာနဲ့ထွက်တာနဲ့မမျှဘူးဖြစ်နေပါတယ်ဒါကြောင့်မိမိတို့အနေနဲ့ဖုံးကြီးเจ้าမှာရေစစ်3ခုလှူပေးပါဖုံးเจ้าမှာရေစစ်3ခုလှူပေးပါဖီးချမ်းငပြောသည်9လုံးအခွန်နှွာပြီးတော့ပကံများပေါ်မှာစီပြီးတော့မှအပေါ်ကနေပြီးတော့ကျမတို့နိုးစီနိုးစိမ်းစမ်းပြီးတော့မြတ်စွာဘုရားရှင်ကိုကတ်လို့ပြပါဘယ်နေ့လောက်ရမလဲဆိုရင်တနင်္လာနေ့လုပ်လို့ရတယ်ကြာတာပတေးနေ့လုပ်လို့ရတယ်เนาะကဲတနင်္ဂနွေနိုင်ငံရခြားခရီးနဲ့ပတ်သက်လို့ကတော့လေခိတခဏရက်ဆိုင်ထားတာတို့ရက်ဆိုင်လဲရတာမျိုးတွေနားလဲရတာမျိုးတွေပုံငွေသွင်းထားတဲ့ကုမ္ပဏီကနေပြီးတော့ပုံငွေပြန်အမ်းတာမျိုးတွေဒါမျိုးတွေတွေ့ကြုံရတတ်ပါတယ်ပြောရမယ်ဆိုရင်တော့ဒီကာလလေးမှာနိုင်ငံရခြားခရီးနဲ့ပတ်သက်လို့ကနည်းနည်းလေးညံ့ပါတယ်ရှင်ဒါကြောင့်ဒီကာလလေးမှာခဏလောက်တော့နေဝေးလေးလိုက်ပါနော်ကဲတနင်္ဂနွေသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြေဆုံးပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေပြေဝနိုင်ကြပါစေရှင်